လဲပဲနုံငါတရားဆွဲမှာနင်းဆန်အိတ်တွေငါအခုငါချက်ထားတယ်ကြည့်ကြည့်လိုက်လာတက်တက်ဆက်လို့ကျမတို့လာနင်းငါ့ကိုဆန်အချောဆိုကြီးရောင်းမလားချက်ထားဆန်ကိုကြည့်ကြည့်လာနင်းလက်ပြန်ဝင်မဲ့လို့ငါ့ကိုပြောတယ်လေအဲ့နေကဘိုက်ကြီးနဲ့မှတ်မိလားစီးစီးစားပါလားဘိုက်ကြီးဘိုက်လည်းမကြည့်တိုက်တက်စီစစ်လို့ရတယ်ကျမတို့ကတော့လိုင်းအောင်မှာအရင်ခစ်သားနေတယ်မလားဆန်အတူဆန်အတွက်ဘဟုတုတရအောင်ပြတာဒါဆန်အတူပဲရှင်ဘယ်လို့မှတော့ချက်လို့မရမှာကြည့်ဆန်ကဒီတိုင်းပဲเนาะ3ရက်ထား4ရက်ထား5ရက်ထားအားလုံးမင်္ဂလာပါတို့ဒီဗီဒီယိုလေးကိုအစားဆုံးတူတူကကြည့်စုကြအောင်ခင်ဗျာမလဲပဲနုံငါတရားဆွဲမှာနင်းဆန်အိတ်တွေငါအခုငါချက်ထားတယ်ကြည့်ကြည့်လိုက်လာတက်တက်ဆက်လို့ကျမတို့လာနင်းငါ့ကိုဆန်အချောဆိုကြီးရောင်းမလားချက်ထားဆန်ကိုကြည့်ကြည့်လာနင်းလက်ပြန်ဝင်မဲ့လို့ငါ့ကိုပြောတယ်လေအဲ့နေကဘိုက်ကြီးနဲ့မှတ်မိလားစီးစီးစားပါလားဘိုက်ကြီးဘိုက်လည်းမကြည့်တိုက်တက်စီစစ်လို့ရတယ်ကျမတို့ကတော့ငါ့ကိုဆန်အိတ်တွေညာရောင်းပါလားတစ်စိမ့်လည်းမပါအဲ့လိုတစ်စိမ့်နဲ့ဒီကူကျမတို့ခုမှလာတာရတယ်တစ်စိမ့်လည်းမပါဘူးတစ်စိမ့်လည်းမပါဘူးအမားဆိုရင်ပြန်ရောင်းလို့မလို့အမားသေးသေးချာချာပြောတယ်အမား9အိတ်တောင်ထားလိုက်တယ်ဖုံးပြန်ဆိုတော့လက်ပြန်လဲမယ်ဆိုပြီးတော့ဖုန်းနံပါတ်ကဘယ်လောက်တော့ဖုန်းနံပါတ်ပါဒီမှာမပြမလာမလေးအဲ့လိုဆန်နဲ့ပဲအများမျိုးလိုက်ပတ်နေလို့ငါလှုပ်ချင်လို့ငါရိုက်ထားတာလားမပေးတာဖုန်းနံပါတ်ခေါ်လိုက်ရတော့ခေါ်လိုက်လားတတိထားကြဗျအမားကပေတော့ထမင်းမှချက်သွားပေးတယ်အဲ့ကောင်မလေးဘိုက်ကြီးနေမှာကျန်းဒီမှာကျန်းပေါ်ဆန်းမွေးဆိုလောက်ကညီမဆန်ကန်ကြီးလိုက်လာမတော့ခေါ်ကြည့်လိုက်တက်ဖုန်းနံပါတ်ခေါ်ကြည့်လိုက်မဖုန်းနံပါတ်နဲ့တူညီမတို့တက်တော့တို့ကားလက်စိတ်လည်းမရှိဘူးအဲ့လိုမျိုးမှလိုက်ရောင်းတယ်ဆိုတော့အမားတို့ကလည်းမြောက်ပြီးခံမှာအမားဒါအမအဲ့ဒါငါမခက်မတူဘူးတိုက်တဲ့အိတ်ကိုထိုးကြည့်တုံကြည့်လို့ရတယ်မကြည့်စိတ်တဲ့အိတ်ထိုးကြည့်မတိုက်တဲ့အိတ်ထိုးကြည့်အမားကလည်းအဲ့လိုအိတ်ပြပဲကလော်ပေးလိုက်တော့အမားငါအိတ်ထိပါတယ်ကျွန်တော်ပြတဲ့နမူနာနဲ့မှာအိတ်ဆက်ပြန်နေသူ့လိုက်ကြည့်ပါအဲ့သူကဆိုပြီးအိတ်ပါတယ်နဲ့နမူနာပေးတာကျမတို့အိတ်ကြည့်ပါအိတ်လုံးမျိုးတိုက်တဲ့အိတ်ထိုးအဲ့လိုအိတ်တွေပဲဒစိမ့်မဲ့တဲ့အိတ်တွေပဲငါခံလိုက်တာငါအိတ်ဟောလေမားတယ်ဝင်လဲလူတွေလားဗောထားအေးငါသူတို့နဲ့ဆိုပြီးတော့ပုံစံတူတာဒါပေမဲ့သူတို့တွေပဲအလှည့်ကြကားလိုက်ရောင်းနေမျိုးတော့ကြံငင်းမဲ့လိုက်ရောက်ပြီးပါဆိုတော့တယ်မကြသေးဘူးမဆန်ရတာဟမ်ဒစိမ့်မရှိဘူးပေါ်ဆန်းမွေးပဲပြောလို့ဟိုတနေ့ကငါအိတ်ထိပါတော့ကန်ကြည့်ဘာမွေးလဲဟာလေဘာပေါ်ဆန်းမွေးလဲဗောငါတို့ကမန်းသူတို့အုပ်စုတွေပဲတလှည့်ကြကားနေတာသူတို့အုပ်စုတွေပဲဟောဒီတော့ပဲရောက်ပြီပါတိုင်းကြည့်လိုက်ကျမတို့စောက်တိုင်းကြည့်လိုက်မကြည့်လို့သူ့ဘက်နဲ့မပြောနဲ့တူပဲညီမစံတူတာမှန်တယ်မတူတာဖြစ်မယ်ဟမ်တူပဲလူမတူဒီလိုပဲပတ်ရောင်းနေတာတူပဲခုညီမတို့ဘယ်လောက်ရောင်းလဲပြောကြည့်လိုက်ဒီစံရောင်းတာ3,600ခွဲ3,600 3,600ရောင်းတာ3,600ခွဲနဲ့အမကငများကြီးလို့မ3,600ခွဲညီမပြောပြမယ်ခုညီမတို့မဖီညီမအထိတောင်းခံရလားမပြောပဲနေရိုးစင်လူတွေကပို့ဟိုရင်းဖြစ်မှာကြတော့များပြီတမျိုးတော့လှည့်ပတ်ပြီးကြတော့ကိုကခံရတာတလားအရင်20တလားနေပါလောက်ရှိပြီရက်ကွက်တရားအမိုးဆိုရင်လည်းကိုကထမင်းလေးချက်ပြီးတော့အမိုးရေကောင်းတဲ့အင်းမြတ်အမေကဆန်လေးချက်ပြီးတော့ပို့လိုက်တယ်ပေါ့သူကအဲ့ထမင်းချက်တဲ့အထိကိုစိုက်ဆောက်တာမဆောက်နဲ့ညီမတို့တယောင်းလိုက်အောင်ဒီနားပတ်ချတယ်မှာတယောင်းလိုက်အောင်အမချက်လိုက်အောင်ဆိုထမိုးလည်းငှဲ့ပြန်လဲရပါပြန်တော့နမူနာပြတဲ့ဆန်ကသူကားရရထုတ်လာတာပဲကိုလည်းမယူတော့ဆိုအိမ်ထဲဝင်လာအင်းဒီပါစီတော့ဆန်ကဘာမှလည်းမသိဘူးစိတ်လည်းမရှိဘူးငွေတော့ဆိုအတင်းအဲ့ဆန်တော့ဘူးထမိုးပဲလက်တယ်တော့ဘိုက်ကြီးပိုက်ပြင်းဆိုတော့မိမချင်းကိုချင်းစာလို့တနာတယ်ဒါပေမဲ့ချက်ကြည့်တော့လေဆန်လေးကကော့ဆင်းတာပဲအော်ဒါဆိုတော့ဒီအိတ်ကြီးကို5 6 6ရက်9ရက်ဘယ်သူကဖောက်ယူမှာလဲဖောက်ပင်ရောကျမတို့ကဘယ်နေရာလဲပြန်ပိတ်မှာလဲဖောက်မကြည့်ဘူးလားလို့ဟိုရင်းမဖြစ်ဘူးလားလို့လူမိုင်းနဲ့ပါတော့လူမိုင်းဖြစ်မှာပဲအခုလိုမျိုးတင်ပြီးလဲဆိုတော့ကျမခံရတာထောက်ကျမကမရှိစင်းရဲသားတွေပို့ခံရမှာကြောက်လို့တင်ပေးတာပေါစာရေးတဲ့အဲ့ဒီမြောက်ရကမလေးကသူလည်းအဲ့လိုမျိုးခံရဆိုရည်တော့ညီမတို့အမားမှာတော့ဗီဒီယိုတက်သေးတွေရှိတယ်ဒါပေမဲ့အမားကတော့မတင်ဘူးတနာလို့ပေါ့သူတို့ခံပေါ့ဒါပေမဲ့အမားတဲ့အဲ့လိုမှမလုပ်ဆိုရင်ကျမတို့လူတွေပို့ဆိုးရမှာကြလို့အမားနည်းနည်းလုပ်ပေးလိုက်ပါဆိုတော့မနေ့ကလည်းလာတယ်နှစ်လည်းပဲဒီဒါပေမဲ့မဝယ်လိုက်ဘူးဆန်အိတ်လေးနဲ့ရှင်းနေလို့ပဲနမူနာကြီးလာပြဆန်ယူမလားနဲ့စိတ်ထဲမှာတော်တော်လေးမကောင်းလို့သွားလို့ပဲပြောလိုက်ကျွန်တော်ဘာမှထူမပြောတိဖို့ကဆန်ဆိုတာလူလဲစားတလိမ့်ဆန်လဲစားဘုံကြီးဟန်းတန်ငါလဲလှူအချောဆိုအချောအကျန်းဆိုအကျန်းတန်ရတန်ကြီးပေါ့တန်ရတဲ့ကြီးယူတာတော်မျိုးပေါ့အခုကတန်ရတန်ကြီးလဲမဟုတ်ဘဲနဲ့မတရားကြီးဈေးတွေတင်ပြီးတော့ငိုယိုပြီးလိုက်အောင်ကိုချင်းစားတဲ့လူတနာတဲ့လူကတအိတ်ယူမယ်2အိတ်ယူနမနေရ3အိတ်ယူကျမအတန်းရှင်းလဲရှာတာမဟုတ်ဘူးပွဲလဲရှာတာမဟုတ်ဘူးသိတယ်လို့ပြောကျမလဲဈေးတယ်ပဲကျမဈေးရောင်းတော့ငရုတ်သီးမှုန့်2မျိုးရောင်းတာဆက်တဲ့အမှုန့်ရှိတယ်မဆက်တဲ့အမှုန့်ရှိတယ်မဆက်တဲ့အမှုန့်ဆိုရင်အတောက်ပွားနေတော့ဒါမဆက်တဲ့အမှုန့်ပါဆက်တဲ့အမှုန့်ငပိဆိုတဲ့အဲ့တိုင်းပဲစိမ့်သားငပိတင်တယ်ဈေးတော်တဲ့ဟာငန့်တယ်ဈေးကြီးတဲ့ဟာချို့တယ်ပြောပြီးရအောင်ဒါကချို့တယ်ဒါကငန့်င
ငါပိမှာဘာနဲ့လုပ်တယ်ငါပိစားနဲ့လုပ်တယ်ပဲပြောတယ်ငါပိပေါ့လားငါပိပေါ့လားအေးစားကြီးကြိုးစားကြီးငါတော့ပေါ့တယ်ငါစားလို့တော့မသိဘူးဒါပေမဲ့ငါပိကိုတော့လက်ကလော်လို့ရအောင်တော့ကြိုရင်တော့ဘယ်လူပဲကြိုကြိုငန့်မှာပဲငါပိကချိုလာမယ်ချိုချင်းချုံမုတ်ထည့်ရမှာပဲပုံမှန်ပဲငါပိကစားနဲ့ငါနဲ့လောက်ထားတဲ့ကိစ္စချိုချင်းအမြုပ်ခက်အချုံမုတ်ထက်အကြက်မုတ်ထက်လိုပဲငါပိကဖြော်စားရတာပဲကျမဈေးကတော့9နှစ်ရှိပြီကြိုက်တဲ့လူကိုမလို့ကျမဘယ်ပြစ်စီကိုမကောင်းရင်မကောင်းကောင်းရင်ကောင်းတာဒီတိုင်းပဲလက်ကြံပြစ်စီဆိုဒါလက်ကြံတော့လို့ပြောရအောင်မချင်မက်ရအောင်လို့ပဲဒါမနေ့ကချင်မက်လက်ကြံလို့ပြောရအောင်အစ်စ်ဆိုအစ်စ်အဟောင်းဆိုဟောပြောပြီးပုတ်ပုတ်လင်းလင်းကြိုက်တဲ့လူကယူသွားလိုက်တယ်ဒငင်းလေးဆိုတဲ့တိုင်းပဲဒါကတော့မာတယ်နော်ဒါလေးကတော့ပြော့တယ်ပြော့တဲ့လူပြောတော့သွားမကောင်းတဲ့လူယူသွားတယ်ပြောပြီးပဲရောင်းတယ်စောင့်စမ်းလို့ရတယ်မြပြီစေးမှာမျက်နှိုးဆိုရင်အဲ့ပေါ်မှာဆန်အတုလို့ပြောတယ်မလားဒါကတော့ဆန်အတုရဲ့အနေထားတစ်ခုပြောတာပေါ့နော်ဒါဆန်အတုရှင်မကြည့်ဆန်အတုဟာဒါဆိုရင်3ရက်ရှိပြီနော်အပြင်မှာထက်ဆန်ကလုံးဝမတိုးအောင်မကြည့်လိုက်သူကညှစ်လိုက်ရင်သူအရေထွက်လာသူလုံးဝမစီးဘူးသူအဲ့လိုမျိုးဆန်အတုပေါ့နော်မကြည့်ဆန်အတုရဲ့အနေထားကိုကြည့်အရေထွက်လာဟုတ်လားဒါမတိုးအောင်တော့3ရက်ရှိနေပြီကြည့်မတိုးပဲနဲ့သူအဲ့လိုဖွာသွားတယ်အဲ့ဒါဆန်အတုကော်ပေါ့နော်ကြည့်လိုင်းအောင်မှာအရင်ခစ်သားနေတယ်မလားဆန်အတုဘဟုတုတရအောင်ပြတာဒါဆန်အတုပဲရှင်ဖွာကြီးဖြစ်ဘလို့မှတစ်ချက်လို့မရမှာကြည့်ဆန်ကဒီတိုင်းပဲเนาะ3ရက်ထား4ရက်ထား5ရက်ထားဆန်ကလုံးဝသမီးကလုံးဝမတိုးပါပဲနဲ့သူကအဲ့လိုအရည်တွေထွက်ကျမတို့ကရေနဲ့ချက်ထားတော့သူရေတက်ဆန်တက်ဖြစ်သွားကျမတို့ပုံမှန်ဆိုရင်တိုးသွားပြီဆိုရင်ဟိုဆန်ကတိုးသွားတယ်လေတိုးပြီးတော့မှဟိုပြဲသွားတော့တက်ကြည့်3ရက်ထားလဲမကြည့်လိုက်ဒီအတိုင်းပဲစီလည်းမစီဘူးဒီလိုပဲအဲ့ဒါဆန်အတုပေါ့နော်မကြည့်အောင်ဒါဆန်အတုမိထားတာပေါ့နော်မကြည့်လိုက်အဲ့ဒါဆန်အတုရဲ့အနေထားကိုအများကြီးမှာအဲ့ဒီဆန်အတုတွေစပြီးတော့မှဈေးကွက်ဝင်နေပြီပေါ့နော်အဲ့ဒါတတိထားဖို့အတွက်အဲ့လိုများကြီးမှာစဝင်ပြီးသူကလည်းဈေးကွက်ထဲလာတော့မနေနော်သူတို့တပြည်ရောင်းရနှစ်ပြည်ရောင်းရအဲ့ဒီဆန်အတုတွေကဘိုက်ထဲရောက်သွားပြီဆိုရင်တစည်းဝင်သွားလဲအန်ဒီရရှိတယ်ပေါ့နော်မကြည့်အန်ဒီရရှိပါတယ်ထားပြီးဝယ်သေးခြင်းပါတယ်နော်မကြည့်ဟုတ်လားဒါ3ရက်ထမင်း3ရက်4ရက်အပြင်မှာဒီတိုင်းထားတာနော်အဲ့ဒါဒီတိုင်းပဲမကြည့်လိုက်ရေကအဲ့လိုထွက်သွားတာဘယ်ကောင်းဝယ်တာလဲဇင်းမြစ်သိရင်ကောင်းမယ်ပေါ့ပြောလို့လေကျမတပည့်လေးတွေကဆိုင်ဖွင့်ထားတော့သူတို့ဆိုင်ကိုလင်မယား2ယောက်ကဆန်အိတ်အကြီးတည်ပြီးတော့မှသူတို့ကလာပြီးတော့မှသူတို့ကအောက်ကနေတဲ့ဆန်တယ်လာဆန်ကလမ်းမှာတဲ့အိတ်ပြေးပြီးတော့ဆန်2ပြည်3ပြည်လောက်လျော့သွားတယ်တဲ့အဲ့တော့ဆန်ကရောင်းလို့မရတော့ဘူးပေါ့နော်ဆန်ဆိုင်တို့ပြမြတ်တွင်းလို့မရတော့ဘူးအဲ့တော့သူတို့အားပေးပါပေါ့ကျမတပည့်လေးရတော့မှကျမတို့ပေါ့နော်ဝယ်မလားအမဆိုတော့ကျမမဝယ်ဘူးလို့ငါစီမှာလဲဆန်ဝယ်ထားတာတိတ်မကြသေးဘူးဆိုတော့အဲ့ဒါဟုတ်ပြီသူတို့အားနာတာနဲ့3ပြည်သူတို့ဝယ်လိုက်တယ်ဈေးလဲတက်တာဈေးကသူတို့ပုံမှန်ဆိုအဲ့ပေါ်ဆန်မှုရ1000လောက်ပေါက်တယ်ပေါ့8000နဲ့သူတို့ကပေးတော့သူတို့ကဝယ်လိုက်တယ်3ပြည်ဝယ်တယ်သူတို့အဲ့3ပြည်မှာပဲသူတို့ပထမအဦးဆုံးသူတို့ချက်တယ်ပေါ့နော်ချက်တဲ့နေ့မှာပဲသူကစပြီးတော့မှသူကပြေသွားတော့ချက်လို့မရလို့ဆိုပြီးသူကကျမတို့ခြံဆောင်အနေနဲ့ခွေးလေးမွေးထားတော့အခွေးလေးတွေကိုကျွေးမလားပေါ့အမားတွေထမင်းမတည်နေတော့ကျမဆန်ပြေသွားလို့ဟိုဆန်လာပေးမယ်ဆိုတော့ကိုကလည်းအေးဒါဆိုလဲပြီးရောလာပေးလိုက်အမှုမှအမှန်ပဲပေါ့နော်နေပြီးတော့မှကျမတို့ကလည်းယူပြီးတော့ခွေးစားတော့ကျွေးလိုက်နောက်နေ့ကျတော့ညအောင်မနက်ကကျွေးလိုက်တယ်ကျွေးပြီးတော့နောက်နေ့ကျတော့ကျမဒီအထုပ်ကိုသိမ်းဖို့မေ့သွားတယ်သိမ်းပါမယ်ဆိုတော့ဒီသမီးကြီးကလည်းဟိုပြဲတယ်ဆိုလဲတိုးသွားမှာပဲလေနော်ခွေးရလည်းအဲ့လောက်ကြီးပြည့်ကြီးကြတော့မစားတော့အော်နေပလေးစီတော့ဆိုပြီးကျမကလည်းထားဒီတိုင်းအပြင်မှာပဲထားလိုက်တယ်မပြစ်မိဘူးနော်2ရက်လောက်နေကျမသတိရတော့ငါအဲ့ထမင်းတို့တော့ပြေးပြီးတော့မှဟိုရင်ကောင်းမှာလာနေပြီထင်တယ်ဆိုကျမသွားကြည့်ပြစ်မယ်ပေါ့နော်လောက်တဲ့အချိန်မှာထမင်းကဒါ9ရက်မြောက်ထမင်းကြည့်ဒီတိုင်းပဲဒီတိုင်းဆိုမှဒီအတိုင်းအဲ့လိုပဲအဲ့လိုကြီးပဲခဲဘယ်မှာတော့ဆန်သေးရှိတော့မရှိဘူးတွေ့လားဆန်သေးပုံတော့မရှိဘူးအဲ့ဒါနဲ့ကျမလည်းဘယ်လိုဖြစ်လို့ဒီဆန်ကြီးတွေကဘယ်လိုဖြစ်နေပါလဲပေါ့နော်3ရက်ရှိပြီဆိုရင်တော့3ရက်ရှိတိုးကိုတိုးရမှာလေဘယ်လိုပဲအလင်ထားပဲနေတိုးကိုတိုးရမှာပဲဆိုကျမကနေမှာဘယ်လိုဖြစ်လဲမသိဘူးဆိုပြီးကျမကနေမှာအဲ့ဆန်တော့ကိုကိုက်ကြည့်တော့လုံးဝမတိုးတဲ့နဲ့လည်းမဖြစ်ဘူးအဲ့ကျမကနေမှာဆန်ဘယ်လိုမတိုးလဲဆိုကျမထိုးကြည့်တော့မမကြီးဖြစ်နေကြည့်ပုံမှန်ဆန်လိုမျိုးကြည့်တစည်းချင်းလည်းမရှိဘူးတွေ့လားဆန်တစည်းချင်းကို
ထားလို့မရအောင်အဲ့ဒါကျမအိမ်ပြီးတော့မှဒီလိုမျိုးညှစ်ကြည့်တော့ရေကဘယ်လိုဖြစ်နေလဲပေါ့ရေတက်ဆန်တက်အဲ့လိုရေစင်အားချောင်းညှစ်ပြီးဆိုကြည့်ဖွာတော့ပါတယ်တွေ့လားကော်လိုမျိုးဖွာသွားတော့ကျမတပည့်လေးမင်းတို့ဒီဆန်ကုံသွားပြီလားစားပြီလားသူတို့ကစားပြီးလို့ကုံသွားလို့တော့မှကျမကိုသူတို့တော့အစ်စ်ဝယ်စားနေပြီအဲ့တော့ပြီးတော့သူတို့ကလည်းအိတ်ဆန်ပြော့လို့တဲ့အိတ်ဆန်မကောင်းလို့သူတို့အမထနဲ့သူတို့ရောပြီးတော့မှသူတို့စားလိုက်ပြီအိတ်ဆန်ကိုသူတို့အဲ့ကော်ဆန်နဲ့သူတို့အမထဆန်နဲ့သူတို့ရောပြီးစားလို့သူတို့ကလည်းကုံသွားပြီကျမစီရောက်လာတော့ဒီလိုအခြေအနေမို့လို့ကျမpost တင်ပေးလိုက်တာပေါ့နော်မကြည့်လိုက်အနေထားအဲ့လိုဖြစ်သွားတာ ဗီဒီယိုလေးကိုအစအဆုံးလည်းပဲကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့တဲ့ဘုဒ္ဓနဲ့ channel လေးနဲ့ like subscribe လုပ်ချင်ပြီးကူညီကြပါအားလုံးကျမ်းမာချမ်းသာကြပါစေလောကမှာစစ်ပေးတဲ့မိသားစုပဲစစ်ပေးပါစေလို့ကျွန်တော်ဒီနေ့လေးပြီးတော့အားလုံးတက်ဆုတောင်းပေးပါရခင်ဗျာ